သုတဓမ္မဂဝေသည်ဒီပတ်တုပါရဏနိဗ္ဗာန်လမ်းပြတရားအရှင်သီလာစာရတိတကူလာမင်းမေးဖြေများဆက်လက်ဖတ်ကြားခြင်းမြစ်တကူဤအပိုင်းငါးမေးဖြေများမေပုံနမြစ်တကူဒေါဒကယတိတို့အားဟောကြားသောတရားတို့ကိုရှင်းပြပါခြေပုံနမြစ်တကူဒေါဒကယတိတို့အားဟောကြားသောတရားများမှာတိပစ္စုပန်အတိတ်အနာဂတ်ယုံနံခန္ဓာသင်္ခါရတရားတွေကိုမှန်ကန်စွာသိရမည်နှစ်မှန်ကန်စွာသိရှိသောတဏှာဒိဋ္ဌိမာနစသောကိလေသာများမဖြစ်တော့ပါသုံးထို့နောက်တွေ့တာမှုတွေကင်းပြီးနိဗ္ဗာန်ကိုရရှိသွားမည်ဖြစ်ပါသည်အနှစ်ချုပ်တစ်အတိတ်အနာဂတ်ပစ္စုပန်နှင့်ပတ်သက်ပြီးယုံနံတရားသင်္ခါရတွေကိုမှန်မှန်ကန်ကန်သိရမည်သူ့တဘာဝဘာကြောင့်ဖြစ်တယ်ဘာကြောင့်ချုပ်တယ်နှစ်ပိုင်ပိုင်နိုင်နိုင်တည်သွားပြီးသည့်အခါမှာဘယ်ဘဝကိုမှတွေ့တာတဲ့တင်တာမဖြစ်တော့ပါမေပစ္စုပန်အတိတ်အနာဂတ်ပတ်သက်ပြီးယုတ်တရားတို့ကိုသိပုံကိုရှင်းပြပါဟေပစ္စုပန်အတိတ်အနာဂတ်ပတ်သက်ပြီးယုတ်တရားကိုသိပုံမှာတစ်ယုတ်တရားနှင့်ပတ်သက်ပြီးသဘာဝလက္ခဏာရှုထောင့်ကကြည့်ပြီးယုတ်တရားပဲလို့သိရမည်ဥပမာပြော့တာမာတာကိုတွေ့ရင်ဒါပထဝီပဲပူတာအေးတာကိုတွေ့ရင်ဒါတေဇောပဲဖွဲ့စည်းတာယိုစည်းတာကိုတွေ့ရင်ဒါဟာအာဘောပဲလှုပ်ရှားတာတွန်းကန်တာနဲ့တွေ့ရင်ဒါဝါရောပဲပထဝီတေဇောအာဘောဝါရောဆိုတဲ့ယုတ်တရားတွေရဲ့သဘာဝလက္ခဏာကိုသိသည်နှစ်ရင်းနောက်ဒီယုတ်တရားဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းကိုလည်းသိတယ်သုံးဘာကြောင့်ချုပ်သွားတယ်ဆိုတာလည်းတွေ့တယ်ချုပ်ကြောင်းတရားကိုလည်းသိတယ်ဤကဲ့သို့တည်ခြင်းကိုပစ္စုပန်တိတ်နာဂတ်ပတ်သက်ပြီးယုတ်တရားတို့ကိုသိပုံကိုဖြစ်ပါသည်မှတ်ချက်ယုတ်တရားနှင့်ပတ်သက်ပြီးပြည့်စုံသည့်အတွေ့အသုံးမျိုးကိုမေးပါကအထက်ပါတိုင်းဖြေပါမေးပစ္စုပန်အတိတ်အနာဂတ်ပတ်သက်ပြီးဝင်လေထွက်လေကိုသိပုံကိုရှင်းပြပါဟေထွက်လေဝင်လေအာယုံကပ်ပြီးတော့အသက်ကလေးကိုရှူလိုက်တယ်ရှိုက်ပြီးထုတ်လိုက်တယ်ဆိုတဲ့အချိန်လေးမှာတစ်လေကိုသတိထားမိလိုက်တယ်အဲ့လေဒီသဘာဝတရားတစ်ခုဖြစ်တယ်လှုပ်ရှားတယ်ရွေလျားတယ်ဆိုတဲ့သဘောကိုတွေ့ရတယ်နှစ်လေထိသွားတဲ့နှာတီးဖျားသဘာဝတစ်ခုသုံးလေတိုးသွားတဲ့နေရာကိုကြည့်လိုက်ပြီးသည့်နောက်အဲ့ဒီလေနဲ့နှာတီးဖျားဆုံလိုက်သည့်အချိန်မှာထိမှန်းတိမှန်းတိလိုက်တဲ့အသည့်ပေါ်လာတယ်အဲ့ဒါကသဘာဝတရားတစ်ခုအဲ့ဒီမှာလေရဲ့သဘောကလှုပ်ရှားတဲ့သဘောအဲ့ဒီလှုပ်ရှားတာဟာစာလို့ပြောမယ်ဆိုရင်ဝါရောဖုဒ္ဓဘာယုတ်ဖုဒ္ဓဘာယုတ်ကအတိစိတ်ဖြစ်ပေါ်လာမဲ့နှာတီးဖျားလို့ဆိုတဲ့ကာယပတ္တာဒမှာလာပြီးထိတယ်လေကလည်းသိတဲ့သဘောမရှိဘူးနှာတီးဖျားကလည်းသိနိုင်တဲ့စွမ်းအားမရှိဘူးသိတာကကာယဝိညာဉ်စိတ်ကသိတာလို့ဒီလိုမြင်လိုက်လို့ရှိရင်ဒါယုံနဲ့နံကိုမြင်တယ်လို့ပြောတာပဲအဲ့ဒီလိုမြင်ဖို့လိုတယ်အဲ့ဒီလိုသဘာဝကိုမြင်ပြီးတဲ့အခါရှူလိုက်တဲ့လေဟာပြန်ထုတ်တဲ့အချိန်ကျတော့သူမဟုတ်တော့ဘူးရှူလိုက်တဲ့အခိုက်လေးမှာပဲသူပျက်စီးသွားတယ်နောက်ထပ်ရှိုက်ထုတ်လိုက်တဲ့အချိန်ကဖြစ်ပေါ်လာတဲ့လေရဲ့အဲ့ဒီလေထိတဲ့နေရာရဲ့ထိမှန်းသိလိုက်တာရဲ့ကနောက်တစ်ခုနဲ့တစ်ခုဟာအချိန်တိုလေးအတွင်းမှာပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဒါကိုသိမြင်လာပြီဆိုလို့ရှိရင်ဖြစ်လာတာကိုလည်းသိတယ်ပျောက်ပြက်သွားတာကိုလည်းသိတယ်ဘာကြောင့်ထိတိစိတ်ကလေးပေါ်လာလဲဆိုတာကိုလည်းသိတယ်ဒီထိတိစိတ်ကလေးဘာကြောင့်ပျက်စီးသွားတယ်ဆိုတာကိုလည်းသိလိုက်တယ်မေနိဗ္ဗာန်ဤသဘောကိုရှင်းပြပါဖြေနိဗ္ဗာန်ဆိုတာတစ်နိဝါဏတဏှာဤထွံ့မြောက်ရာနေရာဖြစ်တယ်နှစ်တဏှာတင်ခတ်ရတဏှာကုန်တဲ့နေရာဖြစ်သည်နိဗ္ဗာန်ကိုအာယုံပြုလိုက်နိုင်တာနဲ့ကြပြိုင်နဲ့တစ်တွေ့တာမှုဟာလုံးဝပျောက်သွား၏နှစ်ကိလေသာတွေလည်းကုန်သွားတယ်သုံးကံတရားတွေကလည်းအကျိုးပေးနိုင်ခြင်းမရှိတော့ပါမေယဟန္တာပုဂ္ဂိုလ်များတည်ခြင်းနှင့်ပတ်သက်၍စဉ်းစားဆင်ခြင်ပုံကိုအကြောင်းနှင့်တကွရှင်းပြပါဖြေယဟန္တာပုဂ္ဂိုလ်များတည်ခြင်းနှင့်ပတ်သက်၍နေခြင်းတာလည်းမရှိဘူးတည်ခြင်းတာလည်းမရှိဘူးသဘာဝတရားကိုသဘာဝလိုပဲမြင်တယ်အကြောင်းကသူတို့မှာကိလေသာမရှိတော့သည့်အတွက်ကြောင့်တည်ခြင်းတယ်ဆိုတာလည်းမဖြစ်ဘူးစိတ်လေးတည်ငြိမ်သွားပြီသူ့သဘာဝအတိုင်းဆိုတာကိုသဘောပေါက်သွားပြီဤတွင်အပိုင်းငါးပြီးပါပြီ